ဒီကီလီကားတွေကို तू ကတရုတ်ကားနဲ့မတူတဲ့တရုတ်ကားဖြစ်စေရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ तू ကလုတ်ခဲ့တယ်ဒီ2026မှာဆိုလို့ရှိရင်ကျွန်တော်တို့အများမျှော်လင့်ထားတဲ့ကျွန်တော်တို့4 cylinder engine ဖြစ်သွားပြီလူငယ်ဆန်ဆန် sport type ဆန်ဆန်ကားတစ်စင်းအတွက်တော့ဒါအလိုက်ဖက်ဆုံး gear box နဲ့လို့ပြောလို့ရတယ်360လုံးမှာရှိတဲ့ကင်မရာတွေကဒီ footage တွေကိုဒီ black box က record လုပ်ပေးနိုင်တယ်ပေါ့နော်ကားတစ်စီးဝယ်လိုက်ပြီဆိုဒီစာအုပ်တွေကိုကျွန်တော်စာအုပ်စင်မှာပဲဖြစ်ဖြစ်ဘေးမှာဖြစ်ဟိုချောင်းထိုးထားတာမျိုးမလုပ်ပါနဲ့ Auto One update ပတ်သက်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် Geely Coolway 2026လေးကို review လုပ်ကြပေးသွားမှာဖြစ်ပါတယ်ဒီကားလေးကတော့မကြသေးခင်ကမှ launch လုပ်သွားပြီးတော့ပွဲမှာ3680 plus ဝင်နဲ့စတင်ဖွင့်လှစ်သွားတဲ့ကားလေးလေးဖြစ်ပါတယ်ဆိုတော့ဒီ Geely Coolway ကတော့အရင်ကတည်းကကျွန်တော်မြန်မာပြည်ကားဈေးကွက်မှာကျွန်တော်တို့အရင်နာမည်ရတဲ့ကားထဲမှာလည်းပါတယ်အခုဒီကောင်လေးကတော့2026ဖြစ်သွားပြီအရင်နောက်ဆုံး CPU တွေတော့2022 model တွေတွင်းခဲ့တာပေါ့နော်အရင်တုန်းကတော့ဒီ CPU complete bit unit ပေါ့နော်ဆိုတော့ဒီပါကနေပြီးတော့အလုံးလိုက်ကားအဆင်းလိုက်တွင်းလာတဲ့ဟာမျိုးဒီကောင်လေးကတော့ SKD စနစ်နဲ့ပြည်တွင်းမှာတက်ဆင်ထုတ်လုပ်ထားတဲ့ကားလေးပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကားလေးကို detail review မသွားသေးခင်ကျွန်တော်Geely ရဲ့အကြောင်းလေးကိုလည်းအနည်းငယ်ရှင်းပြခြင်းပါတယ်သူရဲ့ philosophy ကဘာလဲဆိုတော့ founder ကနေပြီးတော့ဒီ Geely ကားတွေကို तू ကတရုတ်ကားနဲ့မတူတဲ့တရုတ်ကားဖြစ်စေရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ तू ကလုတ်ခဲ့တယ်ပြီးလဲပြီးတော့ तू က Volvo တို့ Mercedes တို့Volvo ဆိုလဲဒါနာမည်ကြီးကားကုမ္ပဏီပဲဥရောပကားကုမ္ပဏီတစ်ခုပဲနောက်ပြီးတဲ့အခါကျတော့ Mercedes ပေါ့ဂျာမနီကားကုမ္ပဏီ Mercedes ရဲ့ share အများစုကိုလည်း तू ကပိုင်ဆိုင်ထားတယ်ဒါပေမဲ့ Mercedes ဆိုရင်လည်းကျွန်တော် Mercedes တည်းမဟုတ်ဘူး तू က Mercedes ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ Daimler ရဲ့ share တွေကိုပါ तू ကပိုင်ဆိုင်ထားတာဖြစ်တယ်နောက်ပြီးတော့ကျွန်တော်တို့ဗြိတိန်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ကျွန်တော်တို့ Polestar ပေါ့နော်Polestar ရဲ့ share အများစုကိုလည်းပိုင်ဆိုင်ထားတယ်နောက်ပြီးတဲ့အခါကျတော့ကျွန်တော်တို့ London Taxi ဆိုတာရှိတယ် London Taxi ဆိုတာတော့ကျွန်တော်တို့ဒီ London မှာကျွန်တော်တို့အရင်ကတည်းကဟိုးရင်ကတည်းကအထင်ကရတစ်ခုလို့ပြောလို့ရတဲ့ Taxi ပေါ့နော်အမဲရောင်တကယ်ကိုဒီ Taxi အတွက်တီးသန့်ထုတ်ထားတဲ့ကားကြီးတွေရှိတယ်ပေါ့နော်သူကရှေ့ကမောင်းနေသူနဲ့ထိုင်နေသူကနေရာသက်သက်ခွဲထားပြီးတော့ကျွန်တော်တို့စီးရတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာဗီဒီယိုမှာလည်းနမူနာလေးတွေပြထားပေးပေါ့နော်ဆိုတော့အဲ့ဟာကိုမှကျွန်တော်တို့နောက်ပိုင်းမှာEV တက်စီနဲ့လုပ်တယ်ပေါ့နော်ဒီကောင်ကိုဟိုစီကားမဟုတ်တော့ဘဲနဲ့LEVC ဆိုပြီးတော့ London EV တက်စီဆိုပြီးတော့လုပ်တယ်အဲ့မှာလည်းကျွန်တော်တို့ဒီ Geely ကအများကြီးပါဝင်လှုပ်ဆောင်ထားတယ်ပေါ့နော်တရုတ်ပြည်မှာတခြားဒီကားဂျိုင်းရန်ကြီးကားကုမ္ပဏီတွေကတခြားကုမ္ပဏီတွေနဲ့ပူးပေါင်းပြီးတော့တရုတ်ကားတွေထုတ်နေတဲ့အချိန်မှာသူကလည်းအဲ့လိုပဲနောက်နိုင်ငံကကား brand ကြီးတွေရဲ့ share ကိုဝယ်ယူပြီးတော့ကျွန်တော်တို့တရုတ်ကားနဲ့မဆန်တဲ့တရုတ်ကားတွေကိုအကောင်းဆုံးဖြစ်အောင်ထုတ်လုပ်နေဆိုတော့ Geely ဆိုလို့ရှိရင်အဓိကဘာတွေကွာသွားမှလဲဆိုရင်ကျွန်တော် build quality တော်တော်ကွာသွားလိမ့်မယ် design ပိုင်းဆိုင်ရာကလည်းတရုတ်ကားလို့မထင်ရလောက်အောင်ကွဲထွက်တယ်တရုတ်ကားတွေတော်တော်များများနဲ့ကွဲထွက်တယ်ဆိုတဲ့အခါကျသူ့အောက်မှာ Geely အောက်မှာကျွန်တော်တို့ brand လေးခုလောက်ရှိတယ် Geely ရှိတယ်ကျွန်တော်တို့ Lincoln Go ရှိတယ်ကျွန်တော်တို့ Zeekr ရှိတယ် Geely Galaxy ဆိုပြီးရှိတယ်ဒါမျိုးလေးတွေခွဲထားတယ်သူ segment alike ပေါ့နော်ဆိုတော့ခွဲထားတယ် Lincoln Go ဆိုလို့ရှိရင်ကျွန်တော်တို့ပြိုင်ကားပုံစံလေးတွေပို့ပြီးများတယ်Zeekr ဆိုလို့ရှိရင်လည်း EV တွေပေါ့နော် EV တွေ PHEV တွေနည်းနည်း luxury ဖက်ပို့သွားတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးပုံစံမျိုးတွေနဲ့သွားတယ်ဆိုတော့ဒီကောင်ကတော့ Geely ကျွန်တော်တို့ Coolway 2026ဆိုတော့ကားလေးကြောင်းကိုကျွန်တော်စပြီးတော့ပြောလိုက်ကြအောင်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ရှေ့ဒီဇိုင်းပိုင်းဆိုင်ရာကတော့တည်တည်တာကိုကျွန်တော်တို့ပြောင်းလဲသွားပြီ share တွေကအရင်တုန်းကသေးတဲ့ပုံစံမျိုးရှိပေမဲ့အခုကတော့ share ကိုပိုပြီးကြီးမှလောက်ထားတယ်ပြီးတော့ဒီမှာရှေ့မှာ carbon fiber design နေနဲ့လောက်ထားတယ်ပြီးသွားလို့ရှိရင်ဒီက diamond shade တွေဖြစ်သွားပြီးတော့ဒီနေရာတော်တော်များတော့သူကအကုန်လုံးကို event ပုံစံမျိုးပေါ့နော် intake ကောင်းအောင်၄ပေါက်တွေဖောက်ပေးထားတယ်နောက်ပြီးဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီကောင်ကတော့ air intake ကအပေါက်ကဖွင့်မထားဘူးပေါ့နော်ဒါကတော့အလှပုံစံမျိုးနောက်ပြီးဒီမှာသူကပုံလှတာဘာချက်လဲဆိုတော့ဒီမီးတန်းကြီးပေါ့နော်ဒီ LED မီးတန်းကြီးကတော်တော်လေးကိုလှတယ်ပေါ့နော်ဆိုတော့ဒီကောင်လေးကလည်းဒီ design တစ်ခုလုံးမှာဒီနေရာလေးကလည်းတော်တော်လေးကိုဆွဲဆောင်မှုရှိတဲ့ဟာလို့ပြောလို့ရတယ်နောက်ပြီးတော့ဒီမှာ LED light တွေပါသွားပြီသူက daytime running light ကလည်း sport light ဆန်ဆန်ပဲနောက်ပြီးတော့လို့ချင်းဒီမှာ S ဆိုတဲ့ဟာလေးကိုပေါ့နော်သူ diamond shape လေးနဲ့ရေးထားတယ်အဲ့ဒါလေးကလည်းတော်တော်လေးကိုမှပြောရရင်ဆွဲဆောင်မှုရှိတယ်ပေါ့နော်ဆိုတော့ဒါက design ပိုင်းဆိုင်ရာပေါ့နော်ဆိုတော့ body form line တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းသူက aerodynamic ကောင်းအောင်တော်တော်လေးကိုလောက်ထားတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဒီ body form line ဆိုလဲဒါအရှိကနေပြီးတော့ဟိုအနောက်အထိပေါ့နော်တေးသေးရှာလေးကိုaerodynamic ကောင်းအောင်သူတခြားလေးလောက်ထားတယ်နောက်ပြီး roof way တွေကလည်းတော်တော်လေးကို quality ကောင်းကောင်းတွေကိုအသုံးပြုပေးထားရတယ်ဒီ2026မှာဆိုလို့ရှိရင်ကျွန်တော်တို့အများမျှော်လင့်ထားတယ်ကျွန်တော်တို့4 cylinder engine ဖြစ်သွားပြီ4 cylinder engine ဖြစ်လို့စီပိုစားမှလားဆိုတော့မဟုတ်ဘူး fuel efficient ပိုဖြစ်သွားမှာပေါ့နော်ပိုပြီး power ရုံးဆွဲပိုကောင်းမယ်မြို့ထဲမှာ1လီတာကို7-8 km လောက်ရတယ်ဆိုရင်အခု9-10ပေါ့နော်အဲ့လိုမျိုးရမယ်ကျွန်တော်မြို့ပြင်မှာကျွန်တော်အရင်တော့ကျွန်တော်18-19လောက်ပဲရတယ်ဆိုလို့ရှိရင်အခု20-21လောက်ရမယ်ဒါကတော့ဥပမာပြောပြတာပေါ့နော်ဆိုတော့အခုဒီကောင်က4 cylinder ဖြစ်သွားပြီ 1.5 turbo engine နဲ့လာတယ် transmission ဆိုလို့ရှိရင်လည်းကျွန်တော်7 speed watt DCT transmission နဲ့လာတယ် dual clutch ပုံမှာသူက watt ဖြစ်သွားတဲ့အတွက်ဘာပိုထူးခြားလဲဆိုတော့ဒီကအချိန်ပြောင်းနေပိုပြီးမြန်မယ်
smooth ကိုဖြစ်မယ်ပေါ့နော်ဆိုတဲ့အခါကျသူ့ရဲ့လူငယ်ဆန်ဆန် sport type ဆန်ဆန်ကားတစ်စင်းအတွက်တော့ဒါအလိုက်ဖက်ဆုံး gear box နဲ့လို့ပြောလို့ရတယ် torque အနေနဲ့ဆိုလို့ရှိရင်လည်း290 Nm of torque ကိုထုတ်ပေးနိုင်တယ်ဆိုတော့ torque အားလည်းတော်တော်လေးကိုကောင်းတဲ့ယုံအားလည်းကောင်းတဲ့ကားလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဟုတ်ပြီဒါကတော့ဒါအရေးကြီးတဲ့ဒါပြောင်းလဲမှုတွေပေါ့နော်ဒီကောင်က suspension အနေနဲ့ဆိုလို့ရှိရင်ရှေ့ဘက်မှာဆိုရင် McPherson independent suspension ကိုအသုံးပြုထားပြီးတော့အနောက်ဘက်မှာဆိုလို့ရှိရင် semi independent suspension ကိုအသုံးပြုပေးထားတယ်အဲဒီတော့ကြောင့်မို့ကျွန်တော် durability ပိုကောင်းသလိုကားရဲ့ညင်ညောင်းမှုကိုလည်းပို့ပြီးတော့ကောင်းစေတယ်ပေါ့နော်ဆိုတော့တာယာဆိုလို့ရှိရင်တော့21555 R80 ကိုအသုံးပြုပေးထားပါတယ်ကျွန်တော်တို့ ground gear အနေနဲ့ဆိုလို့ရှိရင်တော့ဒီကောင်ကကျွန်တော်တို့ခမန်းကြီးအရာ9လက်မှကြော်8လက်မှနီးလောက်တော့ရှိတာကိုတွေ့ရတယ်နောက်ပြီးတော့ဒီ wheel base ဆိုလို့ရှိရင်10ပေကျော်လောက်ရှိတယ်ပေါ့နော်ဆိုတဲ့အတွက်ကြောင့်မို့ wheel base လည်းအနေတော်ပဲလို့ပြောလို့ရတယ်ဒီကားရဲ့ size ကို overall ပြောရမယ်ဆိုလို့ရှိရင် compact SUV တစ်စီးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ SUV စီးပြီးတော့ကား parking ထိုးရမှာအရန်ကြောက်တဲ့သူတွေ SUV လည်းစီးကျင်နေဆိုတဲ့လူတွေမျိုးတွေအတွက်ကျတော့ဒါကားလေးကတော်တော်လေးကိုတင့်တော်တယ်လို့ပြောလို့ရတယ် compact လောက်ထားပေးမယ်လဲကျွန်တော်တို့ wheel base ကအရင်မတိုတဲ့အတွက်မလို့လူးတာတော့ခုန်တာတော့တိတ်မရှိဘူးပေါ့နော်ဆိုတော့အဲ့ဒါမျိုးဖြစ်တယ်ဆိုတော့အခါကျတော့ကားပါကင်နည်းနည်းထိုးရမှာကိုကြောက်တဲ့သူမျိုး SUV လည်းစီးကျင်တဲ့သူမျိုးဆိုရင်ဒီကားလေးကထည့်ပြီးစီးစားလို့ရတယ်နောက်ပြီးတော့ကျွန်တော်ကြိုက်တဲ့အချက်တစ်ခုဘာလဲဆိုတော့ keyless entry ကလည်းတော်တော်လေးကောင်းတယ်ဘာလဲဆိုတော့တော်လေးကင်ပြီးတော့ဒီလိုမျိုး left click ထည့်ရတာနဲ့သူက auto တကားပွင့်သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒီစနစ်လေးလည်းပါတယ်ဆိုတော့ဒါဘေးဘက်ဒီဇိုင်းကိုကျွန်တော်ပြောရမယ်ဆိုရင်လည်းဘေးဘက်မှာဆိုလို့ရှိရင်လည်းကြီးလိုက်တာနဲ့ကားလေးကကြွပြီးတော့ပေါ့နော်တကယ်ဟိုထပြီးတော့ run တော့မဲ့ပုံစံမျိုးလေးဟိုဖြစ်နေတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်အရင်ကူးရေးတွေရဲ့ဒီဇိုင်းအတိုင်းပဲဒီနောက်ဘက်ကကျွန်တော်တို့ဒီ spoiler လေးမှာကျွန်တော်တို့ S ဆိုတဲ့ဟာလေးကတော့ထုံးစံတိုင်းပါတော့မယ်ပြီးသွားရင် spoiler ကလည်းတကယ်ဟိုမှဟိုအဖြစ်ထည့်ထားတာမျိုးမဟုတ်ဘူးတကယ်ဟို sport ကားတွေမှာပါတဲ့ spoiler အတိုင်းပဲသူထည့်ပေးထားတယ်ပေါ့နော်ပြီးသွားလို့ရှိရင်ဒီမှာ black box ပါတယ်ပေါ့နော်black box ကအရင်တုန်းကဒီရှေ့ကင်မရာတစ်ခုတည်းကပဲကျွန်တော်တို့ဒီ record လောက်ထားလို့ရတယ်နောက်ကကင်မရာတွေတို့ဘေးကကင်မရာတွေ record လုပ်လို့မရအောင်ဒီကောင်ကအခုဒီ black box မှာဘာထူးခြားသွား360လုံးမှာရှိတဲ့ကင်မရာတွေကဒီ footage တွေကိုဒီ black box က record လုပ်ပေးနိုင်တယ်ပေါ့နော်အဲ့ဒါလေးတွေတော်တော်လေးကိုထူးခြားသွားပြီပေါ့နော်โอเคဟုတ်ပြီပြီးသွားလို့ရှိရင်အနောက်ဘက်ကလေးကိုတစ်ချက်ကြည့်လိုက်ကြအောင်ပေါ့နော်ဆိုတော့နောက်ဘက်ဒီဇိုင်းကိုပြောရမယ်ဆိုလို့ရှိရင်ဒီ cool ဆိုတဲ့ဟာလေးကိုကျွန်တော်အနက်ရောင်လေးနဲ့ရေးထားတယ်အိတ်ဇောတွေကတော့တကယ်တိုင်ငါးပုံစံလိုပဲကျွန်တော်တို့အိတ်ဇော၄လုံးပါမယ်နောက်ပြီးတော့အနောက်မှာဆိုလို့ရှိရင်လည်းနောက်ကိုပင့်ထားပြီးတော့ဒီအနောက်မှာဒီ dynamic ကောင်းအောင် fin လေးတွေပါထည့်ပေးထားတယ်ပေါ့နော်ဆိုတဲ့အခါကျတော့တော်တော်မိုက်တယ်နောက်ပြီးတော့အခုကျွန်တော်တို့ဒီမှာ ticket ကိုကျွန်တော်တို့ခဏလေး long press နှိပ်ထားလိုက်ရင်ပွင့်လာမယ်ဆိုတော့ချို့တော့ကားလေးတွေမှာကျွန်တော်စမ်းတဲ့ခါမျိုးမှာနှိပ်လိုက်ချင်းမပွင့်လာတာတို့အကြာကြီးနှိပ်ရတာတို့ဟိုဖွင့်တိုင်းမပွင့်တာတို့ရှိရဒီတေးကိတ်ကတော့ကျွန်တော်အခုဒီမှာရိုက်ကူးရိုက်နေတဲ့အချိန်တွင်းမှာကျွန်တော်အချိန်ဖန်များစွာကျွန်တော်လုပ်ကြည့်တယ်အလုပ်ဖြစ်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့တကယ်ဟိုတေးကိတ်ကလည်းလုပ်ဖြစ်တယ်နောက်ပြီးတော့ဒီနောက်ခန်းထဲမှာကျွန်တော်တို့ spare tire ပါမယ်ဆိုတော့အနောက်ကလည်းကျွန်တော်တို့လက်ကိတ်အကြီးနှလုံးလောက်တော့ကောင်းကောင်းထည့်လို့ရတယ်တချို့သောခေါင်းအိတ်တွေပါတည်ကျင်တဲ့သူမျိုးရှိတယ်ဆိုရင်တော့ရှေ့ကခုံကိုတစ်ချမ်းခောက်ပြီးတော့မှထည့်ရမယ်သဘောမျိုးရှိတယ်ဆိုတော့ခုံကကျွန်တော်တို့ဒီဘက်ကနှစ်ခုကိုလည်းလှဲချလို့ရတယ်ဒီဘက်ကတစ်ခုကိုလည်းလှဲချလို့ရတယ်ပေါ့နော်โอเคကျွန်တော်ဒါလည်းပဲပိတ်လိုက်မယ်ဒီကနေလည်းပိတ်လို့ရတယ်ဒီကနေလည်းကျွန်တော်တို့ပိတ်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီကနေပဲပိတ်လိုက်မယ်ဆိုတော့ဒါဆိုရင်ပိတ်သွားပြီပေါ့နော်ဆိုတော့ဒီကောင်းရဲ့ဒီဇိုင်းကို overall design အပြင်ဒီဇိုင်းကိုကျွန်တော်ပြောရရင်မယ်ဆိုလို့ရှိရင်သူကIC ကားဖြစ်တယ် C ကားဖြစ်တဲ့အတွက် C ကားပုံစံပေါ်အောင်တမင်ပေါ်အောင် sport ပုံစံမျိုးပေါ်အောင်လုပ်ထားတာကျွန်တော်တခြားကျွန်တော်ဒီဂီလီမှာကျွန်တော် EX5 တို့ဘာလို့ရှိတယ် EV ကားဆိုတော့ EV ကားဆန်တယ်ပေါ့နော်ဒီကောင်က EV ကားကိုလုံးဝမဆန်ဘူးချို့ C ကားဆို EV ကားလို့ဘာလို့ခွဲခြားလို့မရဘူးပေါ့နော်ဒီဇိုင်းပုံစံလေးကအဲ့လို modern အရင်ဖြစ်အောင်လုပ်ရင်းနဲ့ EV ကားဆန်သွားတာမျိုးရှိတယ်ဒီကောင်ကတော့လုံးဝမဟုတ်လုံးဝကိုကွဲထွက်နေရပါတော့ဆိုတော့အခါကျတော့စီကားမှန်တိတာသေးတယ်လုံးဝ sporty look ကိုပို့ရတယ်အရင်ကူးရေးတုန်းကအဲ့ sport look ကြီးအရင်ဒီလောက်ကြီးအောင်မရဘူးဒီကောင်ကတော့တော်တော်လေးကိုဟို sport type ပုံစံပြီးတော့ aggressive ဖြစ်တဲ့ look ကိုပို့ပြီးတော့ရတယ်ပေါ့နော်ကျွန်တော်တော့ဒီကောင်လေးကို personally ကကျွန်တော်တော်တော်လေးသဘောကျတယ်ပေါ့နော်ဆိုတော့ဒါကတော့အပြင်ပိုင်း design နဲ့အပြင်ဘက်ကဟာတွေကိုကျွန်တော်ပြောပြသွားတာဖြစ်တယ်ဆိုတော့ခါကျတော့အထဲထဲမှာလည်းသူပြောင်းလဲသွားတဲ့ကိစ္စလေးတွေအချက်လေးတွေရှိတယ်အဲ့ဒါလေးကိုလည်းကျွန်တော်တို့လိုက်ပြီးလေ့လာပြပါတွန်းကန်နဲ့ရောက်ချင်းမှာခံစားရတဲ့ခံစားချက်ကတော့တကယ်ကို big quality ကောင်းကောင်းနဲ့လုပ်ထားရဲဆိုတာကိုသိတာတယ်လုံးဝပေါ်လင်စေတယ်ဂီလီဖြစ်တဲ့အတွက်ဒီအတွင်းပိုင်း material ကို review လုပ်စရာအကြောင်းတော့မရှိဘူးဘာလို့ဆိုတော့ quality က
ကောင်းခဲ့ပြီးသားဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီဂီးတွေကကားတွေအများစုအကုန်လုံးကပေါ့နော်ဒီလိုမျိုးရှိတယ်ဆိုတဲ့ခါကျတော့အခုဒီမှာဆိုလို့ရှိရင်ပြောင်းလဲသွားတဲ့အချက်တွေကိုကျွန်တော်ပြောမယ်ပထမဆုံးဒီမှာ steering ကလည်းတကယ်ကိုပြိုင်ငါ steering ပုံစံမျိုးနဲ့သူလက်ကင်နေရစားတေချာလေးလုတ်ပေးထားတယ်သူကလုံးဝဒါပေမဲ့တစ်ခုပဲရှိတယ်pedal shift လေးတွေတော့မပါလာတော့ဘူးပေါ့နော်အဲ့ဒါလေးတွေပါလာရင်တော့ပို့ပြီးတော့ကောင်းမယ်ပေါ့နော်ဆိုတော့အထဲထဲမှာတော့ကျွန်တော်တို့ဒီအနီနဲ့အနက်ကိုသူအချိုးကြပေါင်းဆက်ထားတယ် stick လေးတွေအစဒီကြိုးကျုပ်လေးတွေအစကျွန်တော်အနီနဲ့ခဲလေးတွေတို့လုပ်ပေးထားတယ်ပြီးတော့ Taiwan ventilation စနစ်ပေါ့နော်အဲ့ဒါကိုလည်းသဘောကျတယ် Taiwan ventilation စနစ်ကကျွန်တော်မောင်းတဲ့သူဘက်မှာရော passenger ဘက်မှာရောပါသွားပြီနောက်ပြီးတော့ကျွန်တော် infotainment screen ကလည်းဒီမှာတစ်ဆက်သေးလို့ပုံစံမျိုးသူလုပ်ပေးထားတာပေါ့နော်နောက်ပြီးတော့ iPhone user တွေအတွက် Apple CarPlay လည်းဒီကူးရ2026မှာပါလာပါပြီကျွန်တော်တို့ panoramic mountain sound ဆိုလည်းတစ်ချက်ထဲနဲ့ကျွန်တော်တို့ဖွင့်လို့ပိတ်လို့ရတယ်ပေါ့နော်ဆိုတော့ဒါဆိုရင်တစ်ချက်ထဲနဲ့ဖွင့်သွားပြီပေါ့နော်ဆိုတော့ကျွန်တော် infotainment screen မှာဆိုလို့ရှိရင်ဒီဘက်က instrument cluster ကကျွန်တော်တို့10 inches လောက်ရှိတယ်ဒီကောင်ကတော့12.3 inches ရှိတယ်ပေါ့နော်ဒီကောင် Apple CarPlay လည်းပါသွားပြီပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာအရှိထဲမှာ wireless charging pad လေးလည်းပါတယ်နောက်ပြီးတော့ဒီမှာtype A charging port တွေလည်းပါမယ်ကျွန်တော် wireless ကိုဒီတိုင်းဖုန်းတင်တဲ့ဟာရောနှစ်ခုသူနေရာဖုန်းနှလုံးသားနေရာပေးထားတယ်ဒီ bevel ချမ်းဟာတော့ကျွန်တော်တို့wireless ရတယ်ပေါ့နော်နောက်တော့ဘာထူးခြားသေးလဲဆိုတော့ကျွန်တော် rain sensor ပါတာဖြစ်တဲ့အတွက်မိုးရွာပြီဆိုလို့ရှိရင်ကျွန်တော် wiper တွေက auto အလုပ်လုပ်မှာဖြစ်ပါတယ်ကိုက auto ထားထားတယ်ဆိုရင်ပေါ့နော်ဆိုတော့ပြီးတော့ကျွန်တော်တို့ဒါ gear shifter လေးပေါ့နော် gear shifter လေးကကျွန်တော်ကတော့လက်အရင်မကြီးရဲ့ထဲပါတယ်ပေါ့နော်လက်သေးရဲ့ထဲမှာတော့မှကန်ရတာလေးကအနေတော်လေးပေါ့ဗျာသိရမလားဟိုကြီးလုံးနဲ့လည်းမဟုတ်သေးလုံးနဲ့လည်းမဟုတ်နောက်ပြီးတော့ဒီကောင်လေးကပေါ်အောက်ကလေးဒီလိုမျိုးလေးသွားရတာပေါ့နော်အဲ့လိုမျိုးလေးသွားရတာနှိပ်ရတာတော်တော်လေးကိုမောင်းရတာဘယ်လိုပြောရမလဲရတာတော်တော်ရှိတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ reverse ဆုပ်မယ်ဆိုရင်တခါတည်းနောက်ကကျွန်တော်တို့ဒီကင်မရာပေါ်လာတယ်ပေါ့နော်ဆိုတော့ဂီယာလောက်ရတဲ့ feeling လေးကလည်းတော်တော်လေးကောင်းတယ်နောက်ပြီးတော့ကျွန်တော်ဒီဘက်ကမောင်းတဲ့သူဘက်ကထိုင်ကုန်မော်တာပါတယ်အဲ့ကောင်ကဆက်ဆွေး adjust direction ရတယ်ကျွန်တော်တို့ဒီကားကသေးတယ်ဆိုပေမဲ့ကျွန်တော်360 ကင်မရာထည့်ပေးထားတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကားပါကင်ထိုးတဲ့အခါမှာကျွန်တော် AAC လေးပဲ main လေးပဲဖြစ်ယောက်ျားလေးပဲဖြစ်ကားဘလောက်ကျက်တဲ့နေရာပဲဖြစ်ဖြစ်ကားကလည်း size လေးကအနေတော်လေးဖြစ်တာရောဒီ360ရောပါတာရောဆိုတော့အားလုံးအဆင်ပြေတယ်နောက်ပြီးတော့ဒီ black box ကကျွန်တော်360 ကင်မရာအကုန်လုံးက record လုပ်လို့ရတယ်အဲ့ဒါကျွန်တော်ဆောင်းတာကပြထဲမှာလည်းပါပြီးသားဖြစ်တယ်ဒါပေမဲ့ထပ်ပြီးတော့ပြပေးတာပေါ့နော်ဆိုတော့အထဲထဲမှာဘာ features တွေပါသေးလဲဆိုတော့ထူးရောမပါတော့ဘူးဒါပဲ360ပါမယ် Apple CarPlay ပါမယ်ဆိုတော့အဲ့ဒါကိုမှကျွန်တော်တို့ဘယ်လိုပုံစံကြည့်ချင်လဲဒီမှာရွေးလို့ရတယ်ပေါ့နော်နောက်ပြီးတော့ဒီကျွန်တော်တို့ဒီ interior မှာဆိုလဲဒီ dashboard ပေါ်မှာဒီအနီ line လေးပေးထားရလဲလှတယ်နောက်ပြီးတော့ဒီကောင်လေးတွေကဒီရှေ့ရဟာလေးဆိုလို့ရှိရင်ကျွန်တော်တို့leather လို့ထင်ရပေမဲ့ leather မဟုတ်ဘူးပေါ့နော်သူက plastic လေးနဲ့တူတယ်နော် leather လိုပုံစံမျိုးလေးလုပ်ထားတယ်အဲ့မှာအနီအောင်ကြိုးကျုပ်ပုံစံလေးတွေဖောက်ထားပေးတယ်အဲ့ဒါလေးကလှနောက်ပြီးတော့ဒီထိုင်နေသူရှေ့မှာပေါ့နော်ဘတ်တယ်ဆိုတာလေးရေးထားတယ်ပေါ့နော်လမ်းတော့ aggressive ဖြစ်တဲ့ပုံစံမျိုးရအောင်လုပ်ထားတယ်ပေါ့နော်နောက်ပြီးတော့ safety အတွက်ကျွန်တော်ဒီမှာ airbag 6လုံးတုံးထားပေးရတယ်ဒီမှာရောဒီမှာရောပေါ့နော်ဒီ dashboard မှာပါမယ်ဒီကျွန်တော်ဒီ A pillar တွေမှာပါမယ်ဆိုတဲ့အခါကျတော့ဘယ်လိုမျိုးရှိတယ်ဆိုတော့ဒီမှာလည်း airbag ပါမယ်ပေါ့ airbag ကို6လုံးတိတိသူထည့်ပေးထားတယ်ပေါ့နော်ဆိုတဲ့အတွက်ကြောင့် safety လည်းကောင်းတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ blind spot တွေ detecting mode တွေလည်းအကုန်ပါတယ်ဆိုတော့ safety နဲ့ပတ်သက်တဲ့ဒီ technique တွေအကုန်လုံးကတော့သူဟာနဲ့သူပါတယ်တဲ့ဟာတွေအကုန်ပါတယ်ကျွန်တော်အဲ့ဒါရောဒီလေးမပြောတော့ဘူးဒီမှာကျွန်တော်ဒီ aircon clock လေးပေါ့ aircon clock လေးဆိုလဲကျွန်တော်သဘောကျတယ်နှိမ့်ရတဲ့ feeling လေးလည်းကောင်းတယ်သူကpiano button လို့ပြောမှာဆိုတော့ Sanya clock ပုံစံလေးတွေပေါ့နော်သူလုပ်ထားတယ်အဲ့ဒါလေးနှိမ့်ရတဲ့ touch feeling လေးတွေကလည်းတော်တော်လေးကိုကောင်းတယ်နှိပ်လို့အရင်ကောင်းတယ်ပေါ့နော်ဆိုတော့နောက်ပြီးတော့လည်းဒီမှာ touch မှာပဲလုံနေရတာမဟုတ်တော့ဘူးနောက်ပိုင်းကျတော့ဒီ infotainment screen မှာပဲထားတာများတယ်ပေါ့နော်အဲ့ဒါတွေအခုအဲ့လိုမဟုတ်တော့ဘဲねကျွန်တော်ဒီမှာလည်းထားပေးထားတာကိုတော်တော်လေးကိုကျေးဇူးတင်တယ်ဒါနောက်ပြီးတော့ဒီမှာပဲလုပ်လို့ရလားဆိုတော့လည်းမဟုတ်ဘူးကျွန်တော်ဒီ touch မှာလည်းသူလုပ်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီမှာအလွယ်တကူလုပ်လို့ရအောင်လည်းလုပ်ပေးထားတာလေးကိုတော်တော်လေးကိုကျေးဇူးတင်တယ်ဆိုတော့နောက်ပြီးတော့ဒီ start stop button ပေါ့နော်အဲ့ကောင်ကအရင်အခြားကားတွေမှာဆိုလို့ရှိရင်တချို့ကားတွေမှာဆိုဒီ steering အောက်နားလေးလောက်မှာထားတာတစ်ခါကျရင်ပျောက်နေတယ်ပေါ့နော်တခါတလေဒီကားနဲ့အမြဲတမ်းမောင်းနေကြလူမဟုတ်တဲ့လို့ဆိုဟာရှာနေရတာမျိုးပေါ့ကိုယ်ထိုက်ဆိုလဲအဲ့လိုပဲတခါတလေလောနေဆိုရင်အဲ့ဒါဘေးနားရောက်နေနောက်နေမှမသိခင်အခုဒီကောင်လေးကအနေတော်လေးဒီဘက်ဒီ aircon ခုတ်တဲ့ဘေးနားလေးမှာလုပ်ပေးထားတာနှိပ်ရတာလေးကလည်း touch feeling လေးကတော်တော်ကောင်းတယ်နောက်ပြီးတော့တော်တော်လေးလည်းကျွန်တော်တို့လက်တင့်တယ်ပေါ့နော်တော်တော်လေးအဆင်ပြေတယ်အဲ့ချက်လေးကိုလည်းကျွန်တော်တော်တော်လေးသဘောကျတယ်နောက်တစ်ခုထူးခြားတာတစ်ခုကပါလဲဆိုတော့ကျွန်တော်တို့ဒီမှာ cap holder ပေါ့နော် cap holder ကသူကဒီမှာအကန့်လေးတွေပါတယ်ဆိုတော့အဲ့အကန့်လေးတွေအတိုင်းကျွန်တော်တို့ဒီကောင်လေးတွေနဲ့ကိုကြိုက်တဲ့ size ကို adjust လုပ်ပြီးတော့ကျွန်တော်တို့သုံးလို့ရတယ်ပေါ့နော်ဥပမာကိုခွက်ကတဘူးခွက်ဆိုလို့ရှိရင်လည်းကြီးတယ်တချို့တစ်ခါသုံးခွက်ကလေးဆိုရင်သေးတယ်အဲ့ဒါမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအကန့်လေးတွေကို adjustable လုပ်ပြီးတော့ကျွန်တော်တို့
လုပ်လို့ရတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့driving mode အနေနဲ့ဆိုသူ့မှာ၄မျိုးပါတယ်comfort ရယ် eco ရယ် sport ရယ် adaptive ရယ်ဆိုပြီးတော့ပါတယ်၄မျိုးပါတယ်ပေါ့နော်ဆိုတော့ driving mode ၄မျိုးနဲ့မောင်းလို့ရမယ်ပေါ့နော်ပြီးတော့ဒီမှာ glove box ပါမယ် glove box နဲ့အတူကျွန်တော်ဒီမှာ owner manual တွေရှိပါတယ်အဲ့တော့ကားတစ်စီးဝယ်လာပြီဆိုရင်သတိလေးထပ်ပေးပါမယ်ကားတစ်စီးဝယ်လာပြီဆိုဒီစာအုပ်တွေကိုကျွန်တော်စာအုပ်ဆင်မှာပဲဖြစ်ဖြစ်ဘေးမှာဖြစ်ဟိုချောင်းထိုးထားတာမျိုးမလုပ်ပါနဲ့ဒါလေးကိုဖတ်ပါကလိကျင်နေဆိုဒါလေးဖတ်ပြီးမှကလိပါဒီမှာအသုံးဝင်တဲ့အချက်လက်တွေအများကြီးပါပါတယ်ဆိုတော့အဲ့ဒါလေးတွေကိုတော့ကားဝယ်ပြီးသွားလို့ကိုယ့်လက်ထဲရောက်လာပြီဆိုရင်တော့အဲ့ဒါလေးတွေကိုတော့ဖတ်စေချင်ပါတယ်ဆိုတော့သူကဒီမှာဆိုရင်နှစ်ခုတောင်ပါတယ်ပေါ့နော်ဆိုတော့ဒါကတော့ multimedia system အတွက်ဟာတွေကိုသူရေးထားတာ infotainment screen အတွက်ဟာကိုရေးထားတာဒီကောင်ကတော့ကားအတွက်ရေးထားတာပေါ့နော်ဆိုတော့ multimedia menu ရဲ့ဆိုတော့ဒီကောင်ကတော့ multimedia အတွက် menu လေးပါတယ်ပေါ့နော်โอเคဒါကတော့အရှေ့ပိုင်းကျွန်တော်မြင်တွေ့ရတဲ့ features လေးတွေပေါ့နော်ဆိုတော့ဒီမှာ human box လေးလည်းပါမယ်ဆိုတော့ဒါလေးတွေကတိတ်တော့အရေးမကြီးပါဘူးကျွန်တော်နောက်ခန်းမှာကျွန်တော်တို့အများမျှော်လင့်နေတဲ့ function လေးတစ်ခုပို့ပါလာတယ်နိုင်ငံတကာ reviewer တွေလည်းအဲ့ဒီဟာလေးကိုအရင်ကျွန်တော်ဗီဒီယိုတွေကြည့်တဲ့အခါမှာထောက်ပြထားတာတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါကတော့အရှေ့ပိုင်းကိုပြီးသွားပြီဆိုတော့အနောက်မှာဘာတွေပို့ထူးခြားသွားလဲဆိုတာကိုဆက်ပြီးတော့ကြည့်လိုက်ကြအောင်ဒါပေမဲ့နောက်ကမသွားရင်ခဏလေးကျွန်တော်တို့နောက်ခုတိတ်ကိတ်ကဒီကနေလည်းဖွင့်လို့ရတယ်ကျွန်တော်အခုမှတွေ့ရပါဒီမှာခလုတ်လေးရှိတယ်ဆိုတော့ခါကျကျွန်တော်တို့ကဒီကခလုတ်လေးနှိပ်လိုက်ရင်လည်းအနောက်ကပွင့်သွားတယ်ပေါ့နော်ဆိုတော့အားရလေးကလည်းကျွန်တော်ဟိုသဘောကျဖို့ကောင်းတဲ့အချက်လို့ကျွန်တော်တို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ခါလေကြားလို့ရှိရင်နောက်ဖုန်းဖွင့်ပေးခြင်းလဲဆိုရင်တချို့ကကျတော့နောက်ဖုန်းခလုတ်ပေးနာမသိရမျိုးရှိတယ်ပါမယ်ဆိုရင်ဒီကောင်လေးနဲ့အဖွင့်ပိတ်လို့ပေးရတယ်ဖွင့်လို့လည်းရသလိုပိတ်လို့လည်းရတယ်ပေါ့နော်အဲ့ဒါလေးကိုတစ်ချက်ကိုလည်းကျွန်တော်အနေနဲ့သဘောကျပါတယ်ဆိုတော့ကဲနောက်ခန်းကိုတကယ်သွားလိုက်ကြကျွန်တော်အနောက်မှာအားလုံးမျှော်လင့်နေတဲ့ feature လေးတစ်ခုပါလာတယ်ဆိုတာလေးကိုမပြောခင်ကျွန်တော်အရင်ဆုံးခံရတဲ့ feeling လေးကိုအရင်ပြောပြမယ်ပေါ့နော်ခံရ feeling ဘာလဲဆိုတော့ခုံလေးကသူကအောက်ထဲထဲမှာနည်းနည်းလေးခွက်ထားတယ်ဘယ်လိုခွက်ထားတာဖြစ်တဲ့အတွက်ထိုင်လိုက်တဲ့အခါမှာလေခန္ဓာကိုယ်ကငြိမ်သွားပြီးတော့ထိုင်လိုက်တော့နောက်ပြီးကျွန်တော်နောက်မီတွေပေါ့နောက်မီတွေဆိုရင်အများသောအားဖြင့်ကျွန်တော်ကနောက်မီတွေတော်တော်များကကျွန်တော်နဲ့အဆင်မပြေဘူးကျွန်တော်မှီလိုက်လို့ရှိရင်တိတ်သဘောမကျဘူးပေါ့နော်ဟိုမှီလို့လည်းမကောင်းဘူးဒီကောင်လေးကတော့မှီလို့ပိုကောင်းတယ်သူကလည်းအဲ့လိုပဲခွက်ထားတာဖြစ်တဲ့အတွက်ကြောင့်ခေါင်းတင်လိုက်တာနဲ့ခေါင်းလေးကငြိမ်ပြီးတော့ပေါ့နော်မှီလို့တော်တော်လေးကောင်းတယ်ထိုင်ရတာတော့တော်တော်လေးကိုဒီဟိုအဝင်ကြဖြစ်တယ်ထိုင်ရတဲ့ feeling တော်တော်ကောင်းတယ်လို့ပြောလို့ရတယ်နောက်ပြီးအလဲမှာလည်း Amrest တွေပါတယ် Amrest ကတော့ဘာမှ tray 2မပါဘူးကပ်ဖို့တာလေးနဲ့ဟိုပါပဲခြာချင်ပေါ်တွေပါလေဘာမှမပေါ့ရိုးရိုးပဲပုံစံမျိုးပဲသွားထားတယ်ပြီးသွားရင်ကျွန်တော်ပြောတဲ့ features ကဘာလဲဆိုတော့အနောက်မှာ aircon vent တွေပါလာပြီပေါ့နော်ဆိုတော့ aircon vent လေးတွေပါလာဖြစ်တဲ့အတွက်အရင်တော့ကတော့ကျွန်တော်တို့အရှိမှာပဲ aircon ပါတယ်အနောက်ကအရှိရဖွင့်ထားမှအနောက်ကိုရတယ်ပေါ့နော်အခုအလဲမှာဒီနောက်ဒီ center console မှာ aircon vent ထည့်ပေးထားတဲ့ဖြစ်တဲ့အတွက်ကြောင့်မို့ round ပုံစံမျိုးဖြစ်သွားတဲ့အတွက်နောက်ကလူတွေလည်း aircon ကိုဒါပို့ပြီးတော့အေးလူခံစားရတယ်ပေါ့နော်တောက်ပြီးသွားလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီချိတ်တဲ့ဂျိတ်ကလေးတွေပေါ့ဒါလေးရလည်းအမှန်တမ်းပြောရင်အသေးမွားလို့ဆိုရပါပဲတခါတလေကျွန်တော်ပစ္စည်းလေးတွေပါလာတဲ့ခါမျိုးကြာရင်ချိတ်ရတာပြုတ်ရတာမျိုးတော်တော်လေးအဆင်ပြေတယ်ဥပမာထားပါတော့ကျွန်တော်အင်ကြီးတွေပါကိုအင်ကြီးတွေပါကျွန်တော်ဂျိတ်ကလေးနဲ့ချိတ်လာပြီးတော့ဒီမှာအင်ကြီးဂျိတ်ကလေးနဲ့ချိတ်ထားမယ်ဆိုရင်သုံးဝင်တာမျိုးပေါ့နော်ဒါမျိုးလေးတွေဆိုလည်းတော်တော်လေးကိုအဆင်ပြေတယ်ဒါပေမဲ့ကျွန်တော်ဒီနောက်ခန်းမှာအကြိုက်ဆုံးအချက်ကတော့ခံရတဲ့ feeling တော်တော်ကောင်းတာကိုသဘောကျတယ်တခြားကားတွေကိုထိုင်ရတာနဲ့ဒီဟာလေးနဲ့ထိုင်ရတာတော်တော်လေး feeling ကွာတယ်အဲ့ဒါလေးကိုတော့ကိုယ်တိုင်စမ်းပြီးတော့လာပြီးတော့ထိုင်ကြည့်လို့ရတယ်ဒီကားလေးကကျွန်တော်တို့ Geely showroom မှာရှိပါတယ်လာကြည့်လို့ရပါတယ်ဆိုတော့ Geely car showroom ဘယ်မှာရှိလဲဆိုတော့ကျွန်တော် insane လမ်းမပေါ်မှာလှိုင်မြို့နယ် insane လမ်းမပေါ်မှာရှိပါတယ်ကျွန်တော်တို့ဒီပါရမီလမ်းနဲ့ကျွန်တော်တို့ဒီကျွန်တော်ကြိုက်ဝိုင်းဖျားလမ်းမီးပွိုင်းနှစ်ခုကြားထဲမှာပေါ့နော်ဆိုတော့အဲ့မှာရှိပါတယ်ကျွန်တော်တို့ပြောရမယ်ဆိုရင် Ford car showroom နဲ့ကပ်ရမှာပါပဲကျွန်တော်အဲ့မှာ Zika ရယ် Ford ရယ်Geely ရယ်ဆိုပြီး showroom သုံးခုတစ်ဆက်ထဲပါပဲအဲ့မှာလာပြီးတော့ကြည့်လို့ရပါတယ်ဒါကတော့အတွင်းပိုင်းနောက်ခန်းပိုင်းပေါ့နော်ကျွန်တော်ဒီကားလေးကတော့1680နဲ့ကျွန်တော်တို့launch လုပ်သွားပါတယ်စိတ်ဝင်စားတဲ့သူတွေအနေနဲ့ဒီအောက်မှာပြထားတဲ့လိပ်စာလေးအတိုင်းလာရောက်ကြည့်ရှုလို့ရပါတယ်ကားဝယ်တာနဲ့ပတ်သက်ပြီးတော့အသေးစိတ် information ကိုလည်းshowroom ကိုပဲတိုက်ရိုက်ဆက်သွယ်ပြီးတော့ဒီ hotline number ကိုဆက်သွယ်ပြီးတော့မေးမြန်းစေချင်ပါတယ်pre order တင်လို့ရတာလား waiting list တင်လို့ရတာဆိုတာကိုတော့ကျွန်တော်တို့ Geely မြန်မာ showroom ကိုပဲတိုက်ရိုက်ဆက်သွယ်ပြီးတော့မေးမြန်းစေချင်ပါတယ်တချို့ sales နဲ့ပတ်သက်တဲ့ data တွေကအချိန်နဲ့မျှအပြောင်းလဲရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့သိသိမသိပါဘူးဆိုတော့ showroom ကိုပဲတိုက်ရိုက်ဆက်သွယ်မေးမြန်းစေချင်ပါတယ်ခင်ဗျအခုလိုမျိုးကျွန်တော်ရဲ့ video လေးကိုအစနဲ့ဆုံးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျ